Okay အဲ့ဒါဆိုလို့ရှိရင်နံပါတ်၄ခုမြောက် skills ပေါ့နော်အဲ့ဒါကတော့ coaching and facilitation skills ပေါ့အဲ့တော့အခုအနေနဲ့အခုပေါ့နော် educators တွေပေါ့မျိုးတို့လို English teacher တွေဆိုလို့ရှိရင် English စာသင်တဲ့အလုပ်တစ်ခုတည်းမဟုတ်ဘူးဒီကိုယ့်ရဲ့ဒီသင်ကြားလာခဲ့ experience အတွေ့အကြုံတွေရောနောက်ပြီးလို့ရှိရင်ကိုသင်ခဲ့တဲ့ပညာတွေရောအခြေခံပြီးတော့ educators ကနေပြီးတော့ knowledge providers ဒီကို shift လုပ်လို့ရနေပြီပေါ့နော်အဲ့တော့ဘယ်လိုအလုပ်တွေလုပ်နိုင်လဲအဲ့တော့ learning coach ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျောင်းသားကျောင်းသူတွေပေါ့ကျောင်းသားကျောင်းသူတွေအတွက်ကိုဆိုလို့ရှိရင်ကိုက coach တယောက်အနေနဲ့ဘယ်ဘာသာရပ်တွေလေ့လာသင်တယ်ဘာတွေသင်ယူသင်တယ်ဥပမာအင်္ဂလိပ်စာဖြေမယ် IELTS ဖြေမလို့စဉ်းစားနေတဲ့ကျောင်းသားကျောင်းသူတွေဆိုရင်တော့မှသူတို့အနေနဲ့ဘယ်လိုစလုပ်မှမသိလို့ရှိလို့ရှိရင်ကဲတနားကြီး coaching ပေးမယ်ဒါဆိုလို့ရှိရင်ဘာစောက်တွေသုံးရမလဲတနေ့ကိုဘယ်လိုပြင်ဆင်ရမလဲself study နဲ့ဘယ်လိုလုပ်ရမလဲဘယ်လိုသင်တန်းတွေတက်တယ်ဒီလိုမျိုးတွေလုပ်လို့ရတယ်အဲ့တော့ကျောင်းသားတွေပဲမဟုတ်ဘူးအဲ့တော့ teachers တွေကိုလည်း coaching ပေးလို့ရတယ် educational consultant တယောက်အနေနဲ့ပေါ့နော်ဟုတ်ပြီတချို့ teacher တွေဆိုရှိရမှာသင်တန်းတွေပေါ့နော် TESOL တို့ CELTA တို့အဲ့လိုမျိုးပေါ့ ESL တို့ESL တို့သင်တန်းတွေအများကြီးပြီးသွားတယ်ဒါပေမဲ့လည်းလမ်းပြောက်ပြီးတော့မလုပ်ရတဲ့ teacher တွေလည်းရှိအဲ့ဒါဆိုလို့ရှိရင်ကိုက educational consultant တယောက်အနေနဲ့ဒီပေါ့ခုနကမျိုးအရှိမဗီဒီယိုအရှိမပြောသလိုမျိုး school development specialist တယောက်အနေနဲ့ဟုတ်ပြီကျောင်းတစ်ခုတော့ဘယ်လို set up လုပ်ရမလဲ page တွေဘယ်လိုထောင်ရမလဲ curriculum တွေဘယ်လိုရှာရမလဲ syllabus တွေဘယ်လိုသုံးရမလဲ environmental analysis တွေဘယ်လိုလုပ်ရမလဲဒါမျိုးတွေအနေနဲ့လေကိုကအလုပ်လုပ်နိုင်တယ်နောက်ပြီးလို့ရှိရင် facilitators တယောက်အနေနဲ့လည်းပေါ့နော်သူတို့ကိုကုညီပံ့ပိုးပေးလို့ရတယ်ပေးနာနေပြီးတော့ဘာတွေလိုအပ်နေလဲဘယ်လိုမျိုးတွေဆက်ပြီးလုပ်တင်လဲပုံမတွတ်တောင်ဘာတွေလုပ်တင်လဲပြီးတော့ critical thinking အောင်လို့ပေါ့နော်ဒါမျိုးတွေလည်းလုပ်ပေးလို့ရတယ်ကဲအဲ့တော့ဒီ skills တွေကို skills ၄ခုပေါ့နော်ဒီဟာတွေကမင်းတို့2025မှာတကယ်ပြောင်းလဲစေခဲ့တယ်အခုနောက်ဆုံးဒီ coaching and facilitation skills ဆိုလို့ရှိရင်မင်းတို့2025မှာစပြီးတော့လုပ်နေရပေါ့နော်အဲ့တော့ TESOL trainer လည်းလုပ်နေရနောက်ပြီးတော့ဒီဆရာဆရာမတွေတော့ပေါ့နော်ဒီသင်တန်းတွေခုနကလိုမျိုးသင်တန်းတွေတက်ပြီးသွားလို့ရှိရင်ဘာဆက်လုပ်ရမလဲမသိဘူးကျောင်းထောင်ခြင်းနဲ့မထောင်ရင်ကြောက်နေရတော့ curriculum design မဆွဲတတ်တာတို့ syllabus တွေဘယ်လိုသုံးရမလဲမသိတာတို့အဲ့လိုမျိုးကြီးကြားလို့ရှိရင်လည်းမျိုးအကြံပေးအနေနဲ့ပေါ့နော်အခုလုပ်နေရအဲ့တော့ဒီ skills တွေကိုဒီ skills ၄ခုကိုတကယ်ကိုတွန်းကျင်ကျင်သိပြီးရဲ့အချိန်မှာဆိုလို့ရှိရင်တခုခုမသိဘူးဆိုလို့ရှိရင်လည်းကိုက AI ကနေပြီး ChatGPT ကိုမေးနိုင်တယ်ပြီးတော့ကိုယ့် idea တွေပြပြမယ်သူက idea တွေပြီးနိုင်တယ်သိချာစဉ်းစားနိုင်တယ်ဒါပေမဲ့တွန်းကျင်ကျင်တော့သုံးတတ်ရမယ်တွန်းကျင်သုံးတော့ကိုကလေ့ကျင့်ဖို့လိုတယ်နောက်ပြီးတော့အခုကျောင်းသားတွေကိုသင်တဲ့အခါမှာဆိုတော့ PowerPoint နေနောက်ပြီးတော့ကို short video တွေလောက်တာတွေနောက်ပြီးတော့ဒီ flash card တွေပြင်ဆင်တာ worksheet ပြင်ဆင်တာဆိုလဲအချိန်အများကြီးမကြာတော့လုံးဝအရင်တော့ဆိုလို့ရှိရင်ဒီအချိန်မှာ class 5ခုလောက်ပဲသင်နိုင်မယ်ဆိုတော့အခု10ခုလောက်သင်နိုင်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီ AI device တွေကိုလည်းတွန်းကျင်သုံးထက်လာတယ်ပြီးတော့ AI idea နဲ့ကိုယ့် idea နဲ့ပေါင်းပြီးတော့ဘယ်လို creation တွေလုပ်ရမလဲဆိုတာသိလာတယ် worksheet တွေလည်းမြန်ဆန်ထုတ်တက်လာဖြစ်တဲ့အတွက်အချိန်ကအဆင်ပြေသွားတယ်နောက်တစ်ခုပေါ့နော်နောက်တစ်ခုလုံးဝ amazing ပေါ့နော်လုံးဝပြောင်းလဲသွားတာတခုက passive income ရှာလာနိုင်တယ်အဲ့ passive income ဆိုတာဘယ်လိုမျိုးလဲဆိုတော့ပတ်စားတင်နေစရာမလိုဘဲနဲ့ကိုလုံးနေစရာမလိုဘဲနဲ့ income ရတယ်အဲ့နေဆိုတော့ income ရတယ်အဲ့ဒါဘာလုပ်တာလဲဆိုတော့စာတင်တဲ့ video တွေရိုက်ပြီးတော့ရောင်းတာပေါ့နော်အဲ့တော့ကိုကဘာမှကျွမ်းကျင်လဲဘယ်နေရာမှာကျွမ်းကျင်တော့မှ grammar သင်တာကျွမ်းကျင်လားဒါမှမဟုတ်လို့ရှိရင် Cambridge exam တွေသင်တာကျွမ်းကျင်တာလားဒါမှမဟုတ်လို့ရှိရင် teachers တွေအတွက်ကိုဒီလို classroom management တွေသင်တာကျွမ်းကျင်လားကိုကျွမ်းကျင်တဲ့ဟာကိုတေချာပြင်စေပြီးတော့ digital tools တွေကိုသုံးမေးဆရာတယောက်လိုမျိုးဟဲ့ AI ကိုမေးလို့ရတယ်တကယ်ချင်းတယောက်လိုမျိုးမေးလို့ရတယ်ပြီးရင်ကိုလုံးဝ attraction ရှိတဲ့ visual aid တွေနဲ့ပြင်ဆင်ပြီးလို့ရှိရင်ကိုrecord လုပ်ပြီးလို့ရှိရင်ကို video တွေအကုန်လုံး save ထားမယ် save ထားပြီးလို့ရှိရင်ဟုတ်ပြီဒီမှာgrammar သင်ကျင်တဲ့သူဆိုလို့ရှိရင်ဗီဒီယိုတွေကြည့်လို့ရတယ်။မှာတက်တာဗီဒီယိုကြည့်လို့ရမျိုးရှိမယ်။2လ3လဗီဒီယိုကြည့်လို့ရမျိုးရှိမယ်။ဒီလိုမျိုးတွေဖန်တီးပါ။ကဲအဲ့ဒါဆိုလို့ရှိရင်ငွေဝင်လန်းချောင်းတွေကကိုယ့်အတွက်လည်းအရင်များလာတယ်။ပြီးတော့အရင်တုန်းကလိုမျိုးလည်းပင်ပန်းနေသေးတာဆိုတော့အရင်တုန်းကတော့လည်းမပင်ပန်းတော့ဘူး။အဲ့တော့ passive income အတွက်လည်းတည်ဆောက်ကြပါ။အဲ့တော့နောက်တစ်ခုပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့လေးခုတွေမှာတော့မပါအောင်နောက်တစ်ခုပေါ့နောက် skills တစ်ခု cross cultural competence လို့ခေါ်ရပေါ့နော်ဒါကကြတော့ဒီ global မှာပေါ့ globally ပေါ့နော်ဒီ English ကိုသင်မဲ့အနေ teacher အနေနဲ့ဝင်မှုဆိုအခုကိုရီးယားမှာလည်းသင်နေပေါ့နော်သူတို့ဒီ different points of view ကနေပြီးတော့ multi culture တွေကိုသိအောင်လုပ်ပါအဲ့ဒါဆိုလို့ရှိရင်သူတို့ culture တွေကိုသိလို့ရှိရင်နောက်ပိုင်းဒီနိုင်ငံခြားသွားပဲဖြစ်ဖြစ်နိုင်ငံခြားမှာဆရာမလုပ်တာပဲဖြစ်ဖြစ်ကိုဒီ
သူတို့တွေနဲ့တသွေးရဲ့တသားရဲ့ပေါ့နော်ဘေးကိုရောက်မနေပဲနဲ့အဆင်မပြေစီးစင်းနိုင်တယ်ကလေးတွေနဲ့ teachers တွေနဲ့ပြီးလို့ရှိရင်လူမှုဆက်ဆံရေးမှာလည်းအဆင်ပြေလာတယ်လူမှုဆက်ဆံရေးပေါင်းသင်းဆက်ရေးအဆင်ပြေလာတော့အလောက်ကိုင်းခွင့်လန်းနေလည်းပိုပြီးများလာတယ်ကိုကူညီခြင်းတဲ့သူပြပြခြင်းတဲ့သူလည်းများလာတယ်ဒီကိုရီးယားမှာဆိုရင်ပုံမှန်ဆိုရင် native speaker တွေပဲအလုံးရအောင်ပေါ့နော်ဒါပေမဲ့မျိုးကန်ကောင်းတဲ့ခါကျတော့ကျောင်းမှာတငယ်ချင်းတွေဒီ master တန်းတက်တုန်းကသူတို့တငယ်ချင်းတွေနဲ့တွေ့ရတငယ်ချင်းတွေကသူတို့ကကျောင်း founder တွေနောက်ပြီးတော့ department head တွေပြီးတော့ဒီ school က principal တွေအဲ့လိုမျိုးတွေလာထက်ကြတာမျိုးသူတို့ကနေပြီးတော့ဒီ second semester အဲ့လောက်ကနေစပြီးတော့အလုပ်လုပ်မလားကိုကတော်တယ်ပြီးတော့သူတို့နဲ့လည်းအဆင်ပြေတဲ့ခါကျတော့သူတို့ကကန့်လန့်တယ်အဲ့တော့ကိုကအလုပ်ကိုင်ကိုလွယ်လွယ်ကူကူလည်းရနိုင်တယ်ပေါ့နော်အဲ့တော့ social skills တွေလည်းထပ်ပြီးတော့လေ့ကျင့်ထားဖို့လိုပါတယ်ကဲဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအဲ့တော့2026မှာဒီချိန်အကုန်လုံးလုံးဝပြောင်းလဲပါ English ဒီချိန်ကနေပြီးတော့ခုနမျိုးပြောသလိုမျိုး coaching လုပ်နိုင်တဲ့ပုံစံနောက်ပြီးတော့ education consultant လုပ်နိုင်တဲ့ပုံစံတွေ trainer လုပ်နိုင်တဲ့ပုံစံတွေနောက်ပြီးတော့ကျောင်းသားတွေတို့ကို coach လုပ်ပေးနိုင်တဲ့ပုံစံတွေအားလုံးပြောင်းလဲပါပြီးတော့ passive income တွေကနေပြီးတော့ငွေဝင်အောင်လို့ရှာပါကိုတယောက်တည်းပဲဥမာ9နာရီတင်နေဆို9နာရီတင်နေစားပဲပတ်စံရမှာပါအဲ့တော့ကိုအိတ်နေတဲ့အချိန်ကိုပျော်နေတဲ့အချိန်တောင်မှပတ်စံရမယ် passive income တွေဖန်တီးပါဗီဒီယိုတွေရိုက်ပါပြီးလို့ရှိရင် social media platform တွေကိုကျွမ်းကျင်သုံးထားအောင်လို့လုပ်ထားပါအဲ့ဆိုရင်ဒီဗီဒီယိုလေးကဒီလောက်ပါပဲ2026မှာလည်းဒီချိန်အားလုံးအဆင်ပြေပါစေနောက်ဗီဒီယိုလေးမှာလည်းထပ်ပြီးတော့ဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုပြောပြီးတော့အားလုံးနဲ့ပြန်ဆောင်ကြပါရအောင်ဆိုအကုန်လုံးပဲတက်တာပါမြို့ဒါပါပဲเนาะချလိုက်ပါတော့မယ်